မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဘာမင်းသိန်းခါရဲ့တပည့်ရင်အောင်ခင်မြင့်ဖြစ်ပါတယ်အဲ့တော့အခုကျွန်တော်မိတ်ဆွေများအတွက်ဘောတရတာဟောစနန်လေးကိုဘောတရတာဟောချက်လေးတွေကိုကျွန်တော်ဟောပေးခြင်းပါတယ်နေသားသမီးအားလုံးနဲ့ဘောတရတာလေးတွေကိုကျွန်တော်ဟောပြောပေးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တကယ်ချင်းကျွန်တော်မိတ်ဆွေကျွန်တော်အပေါင်းအသင်းတွေကမေးကြတယ်ပေါ့ငါတနင်္ဂနွေနေ့မွေးမှာတနင်္ဂနွေမှာမွေးတယ်တနင်္ဂနွေမွေးတော့ဘာတွေထုလဲဘာတွေကောင်းလဲပေါ့နော်အဲ့တော့တချို့ဆိုလဲအင်္ဂါနေ့မှာမွေးတယ်ငါအင်္ဂါသားသမီးဖြစ်တယ်ပေါ့နော်အဲ့တော့ဘာတွေထုလဲဘာတွေကောင်းလဲပေါ့ဗုဒ္ဓဟူးနေ့မှာငါမွေးတယ်ပေါ့အဲ့တော့ဗုဒ္ဓဟူးသားသမီးဖြစ်တယ်ပေါ့အဲ့တော့ဘာတွေလောက်ရမလဲဘာတွေကောင်းလဲဘာတွေထုလဲဆိုတော့သူတို့ရဲ့နေလေးတွေအတွက်ဟောတော့သိကျင်ကြတယ်အဲ့တော့ကျွန်တော်အခုပြောဟောပေးမှလဲမွေးရလေးတွေအလိုက်ဘောတရတာမှာအရေးကြီးတဲ့ဟာတွေကိုကျွန်တော်ဟောပြောပေးသွားမှာဖြစ်ပါတယ်အဲ့တော့အခုတနင်္ဂနွေနေ့မွေးဖွားသူများအတွက်ဘောတရတာကျွန်တော်ဟောပြောပေးသွားမှာဖြစ်ပါတယ်အဲ့တော့အခုတနင်္ဂနွေနေ့မွေးဖွားသူများအတွက်အဟောဟာကျွန်တော်ကမ္ဘာပေါ်မှာရှိတဲ့ဒီမြန်မာပြည်မှာရှိတဲ့တနင်္ဂနွေနေ့မွေးဖွားသူအားလုံးအတွက်ကျွန်တော်မှန်ချင်မှမှန်မယ်ပေါ့ဒါနဲ့နောက်မွေးမဲ့ကျွန်တော်တို့တနင်္ဂနွေနေ့မွေးဖွားသူများအတွက်အားလုံးအတွက်ကျွန်တော်တို့အကျုံးဝင်နေမှာတော့ဖြစ်ပါတယ်အဲ့တော့အခုကျွန်တော်တနင်္ဂနွေနေ့မွေးဖွားသူများတနင်္ဂနွေသားသမီးများအတွက်ဘောတရတာအဟောလေးကိုကျွန်တော်ဟောပြောပေးသွားမှာဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေနေ့မွေးဖွားသူတွေဟာကျွန်တော်ဘာလဲဆိုတော့စေတနာတရားတရားကျွန်တော်တို့ကောင်းတဲ့လူတွေဖြစ်တယ်စေတနာကောင်းတဲ့တရားကောင်းတဲ့လူတွေဖြစ်တယ်အဲ့တော့သူကတစ်ဖက်သားကိုပဲကျွန်တော်တို့ကျွေးမွေးလူစိတ်ရှိတယ်ကိုကပဲပေးမယ်ကိုကပဲကျွေးမယ်ပေါ့နော်တစ်ဖက်သားကိုကျွန်တော်တို့ကျွေးမွေးလူစိတ်ရှိတဲ့လူတွေဖြစ်တယ်အဲ့တော့အပေါင်းအသင်းနဲ့ပတ်သက်ရင်လည်းတနင်္ဂနွေနေ့မွေးဖွားသူတွေဟာအပေါင်းအသင်းနဲ့ပတ်သက်ရင်လည်းကျွန်တော်စိတ်ရောကိုယ်ပါပေါင်းနေတဲ့လူတွေဖြစ်တယ်စိတ်နဲ့ပြီးမှပေါင်းတယ်စိတ်ရောကိုယ်ပါကျွန်တော်တို့ပေါင်းနေတဲ့လူတွေဖြစ်တယ်သူများတို့ကျွန်တော်တို့အကြံနဲ့မပေါင်းကျွန်တော်တို့ကိုပေါင်းစိတ်ခွာတွေအဲ့လိုမျိုးတွေလုပ်တဲ့လူတွေမဟုတ်ဘူးတနင်္ဂနွေနေ့မွေးဖွားသူတွေကကျွန်တော်တို့စိတ်ရောကိုယ်ပါအပေါင်းအသင်းကိုကျွန်တော်တို့ပေါင်းတဲ့လူတွေဖြစ်တယ်အဲ့တော့တခုရှိတာတနင်္ဂနွေနေ့မွေးဖွားသူတွေကဒေါသထွက်မိနေတယ်သူကမထိနိုင်မသိနိုင်နေဖြစ်တတ်တယ်အဲ့တော့ထင်အောင်ကျွန်တော်တို့ဇွတ်လုတ်ချပလိုက်တယ်အမားတွေတွေ့တတ်တယ်စင်ငယ်အမားတွေဖြစ်တတ်တာလေးကိုတော့တနင်္ဂနွေနေ့မွေးဖွားသူတွေဟာကိုယ့်ရဲ့ဘဝတရက်တာမှာသတိထားဖို့လိုတဲ့အချက်တွေဖြစ်သတိထားဖို့လိုတဲ့အချက်တွေဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေနေ့မွေးဖွားသူဟာမိမိအပေါ်ဘလူပဲမကောင်းကြံတဲ့နီးနဲ့သူ့ကိုလှုပ်သွားသူ့ကိုဘလောက်ပဲကျွန်တော်မကောင်းကြံတဲ့နီးနဲ့တိုက်ခိုက်ခိုင်းသူ့ကိုမကောင်းကြံတဲ့နီးနဲ့လှုပ်ဒါနဲ့သူကလည်းတနင်္ဂနွေနေ့မွေးဖွားသူတွေကလည်းခလက်စားခြေတတ်တဲ့အချင်းရှိတယ်ခလက်စားကိုကျွန်တော်တို့မတွေ့တကွေးမှာတော့ကျွန်တော်ခြေမယ်ဆိုတဲ့ပုံစံသူ့ကိုကျွန်တော်တို့ပြဿနာပြန်ရှာမယ်ပြဿနာပြန်လုပ်မယ်ကျွန်တော်လုံးမယ်ဆိုတဲ့အဲ့တော့ခလက်စားခြေတတ်တဲ့အချင်းရှိတဲ့လူတွေထဲမှာတနင်္ဂနွေနေ့မွေးဖွားသူတွေဟာပါပါတယ်အဲ့တော့တနင်္ဂနွေနေ့မွေးဖွားသူတွေကကျွန်တော်လုပ်ငန်းစီးပွားတွေတစ်ခုလုပ်မယ်စက်တူလုပ်ငန်းတွေတစ်ခုလုပ်မယ်လုပ်ငန်းစီးပွားတွေတစ်ခုလုပ်မယ်ဆိုတော့ဘယ်နေသားတွေနဲ့ကျွန်တော်ပေါင်းသင်းပြီးဖက်ဆက်တူလုပ်တင်လဲဆိုတော့ဗိုလ်တကူသားသမီးတွေနဲ့စနေသားသမီးတွေရဲ့အင်္ဂါသားသမီးတွေနဲ့ကျွန်တော်ပေါင်းသင်းပြီးလုပ်ကိုင်နေဆိုရင်ကျွန်တော်တို့တနင်္ဂနွေနေ့မွေးဖွားသူတွေဟာအကျိုးစီးပွားတွေအောင်မြင်မှုတွေကျွန်တော်ဖြစ်ထွန်းမဲ့လူတွေဖြစ်ပါတယ်အဲ့တော့ဘယ်လိုနေမျိုးနဲ့ကျွန်တော်တို့လုပ်ငန်းစီးပွားတွေတွဲမလုပ်တင်ဘူးဘယ်လိုလူမျိုးနဲ့ကျွန်တော်တို့ဆက်တူဆက်ပဲတွေမလုပ်တင်ဘူးလဲဆိုတော့တနင်္လာနေ့မွေးဖွားသူတွေနောက်ကြာလာပေးသားသမီးတွေတောက်ကြနေ့မွေးဖွားသူတွေနဲ့ဆိုရင်တော့ကျွန်တော်တို့ဆက်တူဆက်ပဲတွေကျွန်တော်တို့ပေါင်းသင်းပြီး share လုပ်ငန်းတွေလုပ်မယ်ဆိုရင်တော့မလုပ်တင်ပါဘူးရှောင်ကျင်နေပါလေအဲ့တော့တနင်္ဂနွေနေ့မွေးဖွားသူတွေကငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေငွေကြေးနဲ့ပတ်သက်တဲ့အလုပ်တွေငွေကြေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပါနောက်ဆုံးမှဘယ်လိုဖြစ်တယ်လဲဆိုကျွန်တော်အရှုပ်ရှင်းပြဿနာလေးတွေဖြစ်တတ်တယ်အဲ့တော့အရှုပ်ရှင်းပြဿနာလေးတွေကျွန်တော်တို့ရင်ဆိုင်ပြီးမှရှင်းလင်းပြည်လည်သွားတဲ့လူတွေဖြစ်တယ်အဲ့တော့တနင်္ဂနွေနေ့မွေးဖွားသူတွေကငွေကြေးနဲ့ပတ်သက်ပြီးလုပ်ရမယ်ဆိုရင်တော့ကျွန်တော်တို့တတိထားပြီးလုပ်ကန်ဆောင်ရွက်တင်တယ်လို့ပြောခြင်းဖြစ်ပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ရင်ကျွန်တော်ဇေယျတွေရှုပ်တတ်တယ်စင်းတွေရှုပ်သွားတတ်တယ်ပြီးတော့မှပြဿနာတွေကျွန်တော်ဖြေရှင်းသွားတတ်တဲ့သဘောရှိတယ်အဲ့တော့တနင်္ဂနွေနေ့မွေးဖွားသူများတနင်္ဂနွေနေ့သားသမီးများဟာကျွန်တော်တို့ရှင်မျိုးသားချင်းနဲ့ပတ်သက်ရင်အကျိုးမပေးဘူးလို့ပဲပြောရမှာပေါ့နော်အဲ့တော့ဘယ်လိုဖြစ်လို့ရှင်မျိုးသားချင်းနဲ့ပတ်သက်ရင်အကျိုးမပေးဘူးလို့ဆိုတော့သူတို့စီကနေပြီးတော့တနင်္ဂနွေသားသမီးဟာသူ့ရှင်မျိုးနဲ့ပတ်သက်တဲ့လူတွေစီကအထောက်အပံ့မရဘူးကိုကလာထောက်ပံ့ရတဲ့လူဖြစ်တယ်ကိုကလာကျွေးမွေးရတဲ့လူဖြစ်တယ်ကိုကလာစောင့်ရှောက်ရတဲ့လူမျိုးဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေမွေးဖွားသူတွေဟာဘာသာတရားယုံကြည်မှုအားကြီးတဲ့လူတွေဖြစ်တယ်ပေါ့နော်ဘာသာတရားတက်ဝင်ယုံကြည်မှုအားကြီးတယ်ဒီဇိုင်းမဲ့ကျွန်တော်တို့တေချာလုပ်တယ်ဘာသာတရားကိုသူများနဲ့ဆိုင်ဒီပြည့်နေသားသမီးတွေနဲ့ဆိုင်ပို့ပြီးတော့ယုံကြည်မှုအားကောင်းတယ်ပို့ပြီးတော့ကျွန်တော်ဘာသာတရားကိုလိုက်စားတယ်ပို့ပြီးတော့လှုပ်ဆောင်တဲ့လူတွေဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေမွေးဖွားသူတွေကပညာရေးနဲ့ပတ်သက်ရင်တော့ကျွန်တော်ပညာကိုဆုံးခန်းတိုင်အောင်မရောက်တတ်တော့လေပညာကိုကျွန်တော်ဆုံးခန်းမတိုင်ဘူးဘွဲမရဘူးပေါ့နော်အဲ့တော့ကျွန်တော်ပြီးတဲ့အထိကျွန်တော်ဆက်မတင်အောင်ပညာကိုဆုံးခန်းတိုင်အောင်မရောက်တတ်တော့လေကျွန်တော်တီထွင်လို့တဲ့စိတ်အမျက်ရှိလူတွေဖြစ်တယ်ကျွန်တော်တခုဆိုကျွန်တော်တီထွင်မယ်တခုဆိုကျွန်တော်ကြံစမယ်အဲ့တော့ကျွန်တော်ဒီကဘာကျော်ပုံကိုကြီးတွေတော်တော်များများတော့တနင်္ဂနွေနေ့မွေးဖွားသူတွေဖြစ်လိမ့်မယ်သူတီထွင်ကြံစတဲ့လူတော်တော်များများပါတော့အဲ့တော့ပညာနဲ့ဆုံးခန်းမတိုင်ဒါနဲ့ကျွန်တော်တို့ကဘာကျော်နဲ့အထိကျွန်တော်တီထွင်မှုတွေကြံစမှုတွေအများရှိတယ်အများလုပ်တဲ့လူတွေတော့ဖြစ်တယ်အဲ့တော့တနင်္ဂနွေနေ့မွေးဖွားသူတွေဟာကျွန်တော်တို့အကျိုးရှိနေရင်ကိုယ့်အတွက်အကျိုးရှိမယ်ဆိုရင်တော့ကျွန်တော်တို့ဘာမဆိုအောင်မြင်အောင်လုပ်မဲ့သူတွေဖြစ်ပါတယ်အဲ့တော့အောင်မြင်အောင်လည်းအောင်မြင်မဲ့သူတွေလည်းဖြစ်တယ်အောင်မြင်အောင်လုပ်တဲ့သူတွေလည်းဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေမွေးဖွားသူတွေဟာငယ်ရွယ်နဲ့ကျွန်တော်အိမ်အောင်ကြတယ်ဆိုရင်တော့အိမ်အောင်ရေးကံကျွန်တော်မကောင်းဘူးကျွန်တော်အိမ်အောင်ရေးဝေးွားတာမျိုးပြတ်သွားတာမျိုးညှိမြနိုင်မရတာမျိုးကျွန်တော်အိမ်အောင်ရေးကံငယ်ရွယ်နဲ့အိမ်အောင်ကြရင်တော့အိမ်အောင်ရေးကံမကောင်းတဲ့လူတွေဖြစ်တယ်အဲ့တော့အသက်29နှစ်နောက်ပိုင်းမှာ
အိမ်တော်ကြီးကံကောင်းတဲ့လူတွေဖြစ်တယ်အဲ့တော့အသက်29နှစ်ပြည့်ပြီးနောက်ပိုင်းမှာကျွန်တော်တို့အိမ်တော်ကြီးကံကောင်းသွားတဲ့လူတွေဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေနေ့မွေးဖွားသူတွေကတယောက်နဲ့တယောက်ကျွန်တော်တို့စကားကြီးလူပြီးပြောတာမျိုးအနိုင်ပြောတာမျိုးစကားပြောစွမ်းရင်ပေါ့နော်အဲ့ဒါမျိုးလေးတွေကျွန်တော်တို့ရှိတဲ့လူတွေမှာတော့ပါတယ်အဲ့တော့အသက်22နှစ်နောက်ပိုင်းမှာကျွန်တော်တို့တတိထားတာမျက်စိဒီနေ့ကနေမွေးဖွားသူတွေအသက်22နှစ်နောက်ပိုင်းမှာကျွန်တော်မျက်စိမှုံသွားတတ်တာမျိုးမျက်စိထိခိုက်တတ်တာမျိုးမျက်စိနဲ့ပတ်သက်ရင်ကျွန်တော်တို့နည်းနည်းလေးကြည့်ယူထားဖို့လိုတဲ့အသက်ပိုင်းခြားဖြစ်တယ်ပေါ့နော်အသက်22နှစ်နောက်ပိုင်းမှာအဲ့တော့အသက်23နှစ်တို့အသက်28နှစ်တို့အသက်30 38 49အဲ့ဒီနှစ်တွေဟိုရောက်တဲ့အခါမှာတနင်္ဂနွေမွေးဖွားသူတွေကတတိထားဖို့လိုတယ်။ဘာတတိထားဖို့လဲကိုယ့်ဂုံသိက္ခာကြားစရာတွေကျွန်တော်ကြုံနေတတ်တယ်။ကိုယ့်ရဲ့အလုပ်နာမည်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့နာမည်ဂုံသတင်းပဲဖြစ်ဖြစ်ကိုယ့်ရဲ့အလုပ်ပဲဖြစ်ဖြစ်အဲ့တော့မျိုးသမီးကိစ္စတွေပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေနဲ့ကျွန်တော်ဂုံသိက္ခာကြားစရာလေးတွေအဲ့နှစ်ပိုင်းလေးမှာကြုံတွေ့ရတတ်တာကိုတတိထားဖို့လိုပါတယ်။အဲ့တော့ပြောမယ်ဆိုရင်တော့တနင်္ဂနွေနေ့မွေးဖွားသူတွေကကျွန်တော်တို့အိုဇာတာကောင်းတယ်လို့ဆိုနိုင်တဲ့လူတွေဖြစ်တယ်။အိုဇာတာကောင်းတဲ့လူတွေဖြစ်တယ်။အဲ့တော့တနင်္ဂနွေမွေးဖွားသူတွေကကျွန်တော်ကိုယ်ပိုင်ကားတို့ကိုယ်ပိုင်တိုက်တို့ကိုယ်ပိုင်အိမ်တို့နဲ့ကျွန်တော်နေထိုင်ရမယ့်လူတွေဖြစ်ပါတယ်အဲ့တော့အဲ့ဒါလေးကတော့သူ့ရဲ့ဘဝတသက်တာမှာပို့ပြီးတော့ကောင်းမွန်တဲ့ထူးခြားချက်တွေဖြစ်တယ်အဲ့တော့သူ့ရဲ့ဘဝတသက်တာမှာကိုယ်ပိုင်ကားကိုယ်ပိုင်အိမ်ကိုယ်ပိုင်တိုက်နဲ့ကျွန်တော်ကိုယ်ပိုင်အလုပ်နဲ့ကျွန်တော်နေထိုင်သွားမယ့်လူတွေဖြစ်တယ်လို့တနင်္ဂနွေနေ့မွေးဖွားသူများတနင်္ဂနွေသားသမီးများအတွက်နမိတ်ကောင်းထားလိုက်ရပါတယ်ခင်ဗျာအဲ့တော့တနင်္ဂနွေနေ့မွေးဖွားသူများအားလုံးအန်ဒီအကင်းပေးရှင်ပြီးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေ